အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တိဆက်ပေးချင်တာကတော့ဂျပန်နိုင်ငံကြီးဘလို့ဖြစ်ပေါ်လာလဲဆိုတော့အကြောင်းရဲ့ဒုတိယမြောက်ခေတ်ပေါ့နော်ယာယောအိခေတ်အကြောင်းကိုကျွန်တော်တိဆက်ပေးချင်ပါတယ်ယာယောအိခေတ်ကလွန်ခဲ့တဲ့ပေါ့နော်နှစ်ပေါင်းမှာ BC 300ခန်းလောက်ကနေပြီးတော့ AD 300ခန်းကြားထဲမှာပဲတည်ရှိခဲ့တဲ့ခေတ်ပေါ့နော်ပြန်ပြန်အားဖြင့်ပေါ့နော်အဲ့ခေတ်မှာဘာတွေထွန်းကားလာလဲဆိုတော့ကျွန်တော်တို့ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်ခဲ့တဲ့ခေတ်လို့လည်းပြောရင်မမှားဘူးပေါ့နော်။အဲ့ခေတ်မှာတရုတ်တွေကိုရီးယားတွေကဂျပန်နိုင်ငံကိုစတင်ဝင်ရောက်လာပြီးတော့ဆန်ဆိုင်ပြိုခြင်းနည်းတွေကိုသူတို့တည်ဆောင်လာခဲ့တယ်ပေါ့နော်။အဲ့တော့ဂျပန်တွေကဒီငါးဖမ်းပြီးစားတောက်တာတွေမဲလိုက်ပြီးစားတောက်တာတွေတီတူးတွေကောက်ပြီးတော့စားတောက်တာတွေထက်ကိုကျွန်တော်ဆန်ဆိုင်ပြိုခြင်းနည်းစတင်လာတဲ့အတွက်ဆန်စပါးဆိုင်ပြိုတဲ့ဆန်ဒီစားသုံးတဲ့ခေတ်ပေါ့နော်အဲ့လိုမျိုးခေတ်တီပြောင်းလဲလာတယ်။ဘာဖြစ်အဲ့ခေတ်မှာဘာတွေထူးခြားလာလဲဆိုလို့ရှိရင်ကျွန်တော်လူတွေကလည်းပေါ့နော်အရင်တော့ဒီကျွန်းတွေမှာအစုကျွန်းတွေမှာဒီတိုင်းနေထိုင်လာတဲ့ခေတ်ကလည်းပြီးတော့အဖွဲ့လိုက်အစုလိုက်နေထိုင်လာတဲ့ခေတ်ကိုပြောင်းလဲလာတယ်တဖြည်းဖြည်းနဲ့နေရာအတည်တကျနေထိုင်လာတယ်ပြီးသွားလို့ရှိရင်ဒီကဒူးလိုက်အစုလိုက်ပေါ့နော်အစုလိုက်နေထိုင်လာတဲ့စနစ်တွေဖြစ်လာတယ်နောက်ဆုံးအဓိကဆန်ဆိုင်ပြိုးခြင်းဒီစတင်လာတဲ့အတွက်ဆန်ရှိတဲ့လူကလူဒန်းသားခွဲခြားမှုပေါ့နော်လူဒန်းသားခွဲခြားမှုလည်းဖြစ်ပေါ်လာတယ်ဆန်ရှိတဲ့လူကဆရာကြီးပေါ့နော်အဆန်ရှိတဲ့လူကအလုံးဝကောင်းဆောင်အဲ့လိုမျိုးပတ်စံရှိတဲ့လူပေါ့ဗျာရှမ်းသာတဲ့လူပေါ့တတ်မှတ်ပြီးတော့ဆန်မရှိတဲ့လူကလုံသမားဘဝတော့အဲ့လိုရှင်နေမျိုးဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီခေတ်မှာဆန်စပါးတွေစတင်စိုက်ပျိုးလာတဲ့အတွက်ကြောင့်ပေါ့နော်သူထုံရက်ပစ္စည်းတွေတန်ကြေးနီလုပ်ငန်းတွေပေါ့နော်တန်ကြေးနီလုပ်ငန်းတွေစတင်ပြီးတော့ထုံကားလာတယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဆန်စပါးတွေစိုက်ပျိုးဖို့အတွက်လဲထုံလဲရဲ့ပစ္စည်းတွေပြီးသွားလို့ရှိရင်နောက်ဆုံးတန်နေစတင်ပေါ်လာတယ်လက်နက်ခဲယမ်းတွေဒီပါဘောနော်လက်နက်တွေဒီပါသူတို့စတင်အသုံးပြုလာတယ်ဒီမှာလူတွေကဂရုလိုက်ဖွဲလိုက်စတင်ပြီးတော့နေထိုင်လာတယ်နောက်ဆုံးတသမတ်တဲ့နေထိုင်လာတယ်ပေါ့နော်တသမတ်တဲ့ဒီနေရာဆိုပြီးနေထိုင်လာပြီးတော့ရှန်နေစီးတွေဒီပါသူတို့လိုမျိုးခတ်ပြီးတော့နေထိုင်တဲ့စင်တီရောက်တယ်ပေါ့နော်အဓိကအဖြစ်ယာယောအိခေတ်မှာစံနေစတင်စိုက်ပျိုးလာတယ်လူတွေကလည်းအစုလိုက်ဖွဲလိုက်နေထိုင်တတ်လာတယ်ပေါ့နောက်ဆုံးအဲ့လိုရှန်နေပါတွေခတ်ပြီးတော့ရွာတွေထိပါပေါ်ပေါက်လာခဲ့တယ်ပေါ့နော်နောက်ဆုံးသူတို့ကဒီအစုလိုက်ဖွဲလိုက်နေထိုင်လာတဲ့အတွက်ခေါင်းဆောင်တွေလည်းလိုအပ်လာတယ်ခေါင်းဆောင်စနစ်တွေစတင်လာတယ်ပေါ့နော်ပြီးတော့လူရန်စားခွဲခြားမှုတွေလည်းစတင်လာတယ်ဒီယာယောအိကုန်ကန်နီးပိုင်းလောက်ပေါ့နော်အဲ့ရှင်တွေလောက်မှာသူတရုတ်နဲ့ကိုရီးယားနဲ့ဘက်ကလည်းပြီးတော့ယဉ်ကျေးမှုတွေနီးပညာတွေတည်ဆောင်လာကြတယ်ပေါ့နော်အဲ့ယဉ်ကျေးမှုနီးပညာတွေတော့မထွန်းကားသေးဘူးပေါ့နော်အဲ့ခင်မှာတော့အဲ့တော့ဒီယာယောအိကတော့ဒီလောက်ပါပဲနောက်တစ်ခေတ်အနေနဲ့ကတော့ဒီယာယောအိခေကုန်ပြီးတော့ AD 300ခန်းလောက်မှာစတင်ခဲ့တဲ့ဂျပန်သင်္ချိုင်းနေစတင်ထွန်းကားလာတဲ့ခေတ်ပေါ့နော်ခိုးဖွန်းခေတ်ပဲဖြစ်ပါတယ်ခိုးဖွန်းခေတ်ကြောင်းတော့ကျွန်တော်နောက်ဗီဒီယိုလေးမှာရှင်းပြပေးပါမယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်